လူတိုင်းအတွက်အကျိုးရှိတဲ့ဆိုဗီဒီယိုဖိုင်လေးဖြစ်ပါသေးလို့ဆုတောင်းပါတယ်ခုနကအသေးကွဲတချင်းတည်းရဲ့ဟိုအသေးကွဲတချင်းတည်းကိုလေးယူထူထားတဲ့တချင်းလေးရဲ့ပထမပိုင်းရဲ့အဆက်ဒါဒုတိယပိုင်းဖြစ်ပါတယ်ဒုတိယပိုင်းပထမပိုင်းအဆုံးမှာကကျွန်တော်ရှင်းပြထားတယ်ကျွန်တော်ရဲ့ wall ထဲမှာဒီမှာဒူမီဆိုဒါရှင်းပြတဲ့အပိုင်းကိုဦးစားပေးသွားမယ်ပေါ့နော်ဒူအဲ့မှာဗေဒမာတယောက်ကဒါသိပါတယ်ဟို professional ဗေဒမာဆိုပြီးအတန်ရဲ့အစီပေါ့အဲ့ဘယ်လိုယူရမလဲအတန်ကိုဖြတ်ယူရမလားအဲ့လိုဒုံးတီလားအဲ့ဒါလေးသတိထားရမယ်ပေါ့နော်အဲ့ဒါလေးသတိထားရမယ်ဒိုဆိုဆိုဆွဲတာအဲ့ဒါလေးသတိထားပါရေမီဖာသူဖိထားပြီအဲ့ပိုက်လေးကိုရှင်းသွားတာပြီးရင်ဒီတချင်းလေးကအမှန်တော့ယူလေးပဲယူချင်းလေးပဲတို့ပေမဲ့ beginner တယောက်အနေနဲ့ကြတော့နီးပြလိုတာပေါ့နော်ကျွန်တော်ရေလို့မဟုတ်ဘူးနီးပြတယောက်လိုတယ် beginner တယောက်ဆိုရင်တော့ဒါနည်းနည်းဝါထတာတွေဖြစ်သွားနိုင်တယ်ပေါ့ဖြစ်သွားနိုင်တယ်ကီးချင်းလည်းမပါဘူးဒီတချင်းကဘီကြီးတကီးတယ်ပဲကီးတွေမချိန်ဘူးအဲ့တော့ကျွန်တော်ပြန်တီးပြရင်လည်းရှင်းပြတာအဲ့ဒီနေရာနော်ကျွန်တော်မထူးပါဘူးကျွန်တော်ရှုပ်သွားမှဆိုတော့အစဖွင့်ပြလိုက်မယ်နော်ရတန်ဂီတာဒီလေသိတာလေရိုးဆွဲပြီးမှ drum ရိုးဆွဲပြီးမှ bass ဝင်မှာဒီကေတော့အရင်ကြိုက်တဲ့သချင်းရိုးဆွဲပြီးဝင်ပြီလက်ပုံစံပြင်ပြောင်းသွားတာနော်ဝမ်အိုးလာပြီ 1 2 3 4 1 2
စရာလေးတစ်ခုကတော့တင်ကန်းစာကတော့ဒီလောက်ဆိုရင်လုံလောက်ပါတယ်အပြန်ပေးချင်တာပြောစရာလေးတစ်ခုကကိုတီးခတ်နေတဲ့တူရိယာကိုကအရန်ရင်းကိုရင်းနေရမယ်တရောပဲဖြစ်ဖြစ်ရဇန်ဂီတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလက်ကြည့်ဒူကြီးပဲကြည့်ဒူကြီးအဲ့လိုမဟုတ်ဘူးဒဲနေရပါဆိုတာအာယုံကလေရှိနေရမယ်ပြောချင်တဲ့အဓိပ္ပာယ်ကဗျာဒီနာပါနမူနာပြောရရင်မျက်မြင်တွေကိုအားကြသိနေတာမျက်မြင်တွေကမျက်လုံးမမြင်ဘူးမျက်လုံးမမြင်မဲ့နဲ့သူတို့ကဒီနာပါအဲ့လိုသိတယ်ဒါအလွယ်ကူဆုံးနမူနာကိုပြောပြတာအဲ့တော့လေ့ကျင့်တဲ့အခါမှာကိုကအမြဲတမ်းအစပိုင်းမှာတော့လေ့ကျင့်တဲ့အချိန်မှာတော့အဆင်မပြေသေးခင်တော့ကြည့်ပေါ့အဲ့နောက်ကျတော့ရင်းနှီးနှွေးထွေးအောင်လုပ်ကိုတီးနေတဲ့တူရိယာတရောဖြစ်စေတရောဆိုလည်းဒါမကြည့်ရအောင်လေတရောဖြစ်စေလက်ကိုမကြည့်ရအောင်နှုတ်ပဲကြည့်ရအောင်နှုတ်ကိုပဲကြည့်ပြီးတော့ဒါတရောထိုးအောင်အဲ့လိုမျိုးပေါ့နော်ကီးဘုတ်ဆိုရင်လည်းနှုတ်ကိုကြည့်ပြီးတော့ပဲလက်ကိုမကြည့်ရအောင်တီးနေရမှာအဲ့လိုဖြစ်အောင်ကြိုးစားပါလို့အကြံပြုခြင်းတယ်ဟုတ်ပြီကျွန်တော်ရဲ့တင်တန်းလေးရှိပါတယ်ကျွန်တော် online တင်တန်းလေးရှိတယ်အခုဆိုရင် online တင်တန်းဘက်မှာပို့ပြီးတော့အလုံးနဲ့ပို့များတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ online တင်တန်းကတယောက်ချင်းစီတင်ပြီးတယ်တယောက်ချင်းစီပိုင်နင်းခေါ်ပြီးတော့တယောက်ချင်းစီအတွက်ကို video ပိုင်ပို့ပြီးတယ်ဒါတက်ကြော်ညာရိုက်ပေးတာအဲ့တော့မြေပြင်တင်တန်းကကြတော့ရန်ကုန်မြို့မှာရှိတယ်လဲတန်း6လမ်းမှာရှိတယ်ရန်ကုန်မြို့လဲတန်း6လမ်းစင်ကြီးရနဲ့လည်းနီးရပေါ့နော်အဲလဲတန်း6လမ်းဆိုရင်ပြပါတယ်လဲတန်း6လမ်းရောက်ရင်ဖုန်းနံပါတ်က40 20 21 နောက်တစ်လုံးကကြတော့081415 3906ဒါလေးကိုဆက်လိုက်ပါအားလုံးအဆင်ပြေကျမ်းမာဘေးကင်းချမ်းသာကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ဘိုင်